ကန်ယူရန်ကြီးကအရှိတောင်အာရှမှာအင်တာမရှားပါတယ်တဖြောင်းနေရှိရဲ့တေရဇာတာတဘာဝအရင်းမြစ်တွေကျွေဝတယ်နောက်တစ်ခုကလူတွေရဲ့ပြုပြင်မှုမခံရသေးတယ်ကန်ယူရန်ကြီးဖြစ်တယ်အင်တာမရှားပါပဲဆိုတော့ပညာရှင်တွေကဒီကန်ယူရန်တစ်လျှောက်မှာရှိတဲ့ဒီရောက်တော်တွေတဘာဝမျိုးစိတ်တွေအများပြားနဲ့ပတ်သက်ပြီးတော့လေးလာခွင့်မရသေးတဲ့နေရာဒေသပေါ့နော်လောဆိုတော့ဆိုပြီးလဲရငါပြီးလဲရခတ်တခါတည်းဆက်ပြီးလဲရတယ်ယခုချိန်ပြီးပေါ့နော်ဒေသခံတွေလွတ်လွတ်လပ်လပ်မောင်းမကန်ကန်ယူရန်တစ်လျှောက်မှာငါးဖမ်းခွင့်ရနေတယ်စိတ်ယုံလို့ယုံကြီးနေနဲ့ရင်းနဲ့စိတ်ကန်းကြီးပေါ်လာပြီးတဲ့အချိန်မှာဒီကန်ယူရန်မှာငါးဖမ်းခွင့်ဆိုတဲ့ဒီတဘာဝအရင်းမြစ်တွေကိုဒေသခံပြည်သူတွေကနေထုတ်ယူသုံးစွဲပိုင်ခွင့်ကအကြီးကျယ်အကန့်အသတ်ဖြစ်လာမယ့်အနေအထားရှိပါတယ်ငကိုမူလတဏိတော်မှာမှီတင်ပြီးတော့အလုပ်ကင်နေတဲ့မိသားစုတစုတွေကဒီတဏိတော်ကြီးရှိနေသမျှကာလပတ်လုံးသူတို့ရဲ့ငွေလည်းရှိနေလိမ့်မယ်သူတို့ရဲ့အလုပ်ကင်ရလည်းဘယ်တော့မှပျောက်ဆုံးသွားမှာမဟုတ်ဘူးတော့ပေမဲ့သူတို့ကတဏိလုပ်ငန်းကိုလုပ်ကင်ခွင့်မရတော့ဘဲနဲ့ဒီမိသားစုဝင်တွေကစိတ်ယုံအလုပ်ယုံတွေမှာပြောင်းပြီးတော့လောက်ကင်ရတော့မယ်ဆိုရင်ဒီစိတ်ယုံကခံထားတဲ့နှစ်ကာလလောက်ထိပဲသူတို့အလုပ်ရမှာဖြစ်ပြီးတော့ဒီစိတ်ယုံကအလုပ်ဖြုတ်တာနဲ့သူတို့ကအလုပ်လက်မဲ့ဘဝကိုရောက်သွားတယ်။ကြာသွားတာဆိုတာလက်ပုတ်လို့ရစေ။ရဲလေခွန်ရစေစေ။ခနဲ့တောင်းရရစေဒီကမှာတဲ့အခါခွာမှာတဲ့အခါဒီခွာမှာတဲ့အခါရံပြပါတဲ့အခါလူမပါတဲ့အခါပိုင်းကတဲ့အခါစံတဲ့အခါတဲမှာရိုးသားတဲ့တောင်ရလုပ်ငန်းနဲ့တစ်သက်လုံးအသက်မွေးဝမ်းကြောင်းလာခဲ့တဲ့ဒါမှမဟုတ်ငါးဖမ်းလုပ်ငန်းနဲ့တစ်သက်လုံးအသက်မွေးဝမ်းကြောင်းလာခဲ့တဲ့သူတွေကသူတို့ရဲ့ကံကြမ္မာနောက်နှစ်အနေငယ်မှာဘယ်လိုကြီးကြီးမားမားပြောင်းလဲသွားမယ်ဆိုတာသူတို့မသိဖြစ်နေတယ်ငါတိုင်းလို့ပြောရမယ်ဒီပြောနေကြခံလားသူတို့ကိုပါနဲ့ဆဲကိုပါပေါ်တော့ဒီဆိုသူကိုပါဖို့သူချက်ပါတာခုကြီးမှဒီပြောခံလား当你买的，光你买什么？是该买皮肤吧？你觉得做把它混了嘛？就这样看。我买去做，做了，做了，光拿这种买，我们考虑炒粿买，考虑炒粿咱们就这样看。咱们没泡了，讲了没看。
ဒီလိုရှေ့ပြောင်းတဲ့နေရာမှာလေငကိုမူလာသူတို့ရဲ့ပိုင်ဆိုင်တလောက်ကြီးပေါ့နော်ဥပမာဟာ9 ဧကပိုင်ဆိုင်တဲ့မိသားစုတစုဟာသူတို့ပြောင်းရွှေ့ခံတဲ့နေရာမှာမြေ9 ဧကရမလားဟိုမှာပြောင်းရွှေ့ပြီးအခြေချနေထိုင်တဲ့ဟာမှာကုန်ကြတဲ့ဇရိတ်ဒါတွေအားလုံးကိုကုမ္ပဏီကတာဝန်ယူပြီးတော့ရော်ကြေးပေးမလားဒါတွေကလည်းဘာမှမသိရတဲ့အနေထားပေါ့သူတို့မှာတည်င်းချက်အလက်ပြည့်ပြည့်စုံစုံရရှိလေးလာတဲ့အခွင့်အရေးသူတို့မှာဆုံးရှုံးနေတယ်ကျွန်တော်တို့ဒီမှာပြောတော့ဘုရားတို့ရတဲ့ဘောပါရဒီဒီပါရလားမူတူပဒါမောကန်အဲဆိုပိတာတဲ့ဘုံတော့ဒီလိုက်ပေါ်စုံမန္တာပေစုံဒီပလူရပါရဘာဖို့ဒီစရရှိမယ်လားရရကညို့ခုထိုးရဲ့ကျွန်တော်နေတော့ထုံမြဒီရေနဲ့စိတ်ကန်းကနေပြီးတော့ထိုင်းနိုင်ငံကချနဘူရီကိုဆက်သွယ်နေရှစ်လန်းသွားပေါ့နော်အဝေးကြီးကားလမ်းပါဝင်မယ်ဒါသူတို့ရဲ့စီမံကိန်းမှာပါဝင်မဲ့တအားလိုက်ဒါကဟိုပါပေါ့နော်ဟိုရှစ်လန်းသွားကားပေါ့နော်ကားhighway လမ်းမှာကြီးဒီမှာယထာလမ်းပေါ့နော်နောက် oil and gas pipeline တွေလည်းရှိတယ်ဆိုတော့အားလုံးစုစုပေါင်းသူကမြေအကျယ်ပေါ့နော်မီတာ200လောက်ကိုဒါကျယ်တဲ့အဆက်သွယ်လမ်းမကြီးပေါ့နော်တခုသူကတိဆောက်မှာဖြစ်တယ်တပ်ပင်တွေနားပြတာခုတ်သွားတယ်ရွာသားတွေကဒီတပ်ပင်တွေအတွက်ရော်ကြီးပေးမယ်လို့ဒါနှုတ်ကတိပဲပေးတယ်တပ်ပင်တပင်ကိုရော်ကြီးဘယ်လောက်ပေးမယ်ဆိုတာအခုထိရွာသားတွေကိုမပြောသေးဘူးပေါ့နော်ဟုတ်ကြလေဒီလိုတဲ့ကတော့ဘူတဲ့စီတော့ဒီတော့လောတော့ကိုယ်ရည်ဖြစ်တဲ့နားပေါ့လက်ကိုပဲတော့ဒီလိုရင်းရှိမောရှိပါကြီးအကြတော့ခေါ်နေကြတော့ဟုတ်တယ်လို့ပြီးဆုံးပါတော့တဲ့ဒီလိုဘာဖြစ်ဖြစ်ကျိုးလို့ပေါ်ပါလားနီလာကြရခါရကြောက်အာဝဲကြောက်ကွာတဲ့ဘာတို့ရဲဒီပြစီရည်ဒီလောက်ကိုဒီနာနိုင်ငံတကာကုမ္ပဏီကြီးတစ်ခုအနေနဲ့နိုင်ငံတကာစံနှုန်းအနေနဲ့မကိုက်ညီတဲ့လုပ်ရက်တွေလုပ်နေတယ်လို့မြင်နေရတာပေါ့နော်တကယ်ဆိုရင်ဟာလမ်းမဖောက်ခင်တွေကတကယ်ရော်ကြီးပေးမယ်ဆိုရင်သူတို့စနစ်တကျလေးလာမှုတွေလုပ်ဖို့လိုရတယ်ဒီဒေသမှာစမှုဇုံတွေလုပ်မယ်ရင်းနဲ့စိတ်ကန်းလုပ်မယ်ဆိုရင်ဘလို့အကျိုးမြတ်တွေသူတို့အတွက်ရမလဲဆိုတဲ့လေးလာမှုကိုသာဇောင်းပေးပြီးတော့လုပ်ခဲ့ပြီးတော့ဒီဒေသမှာမှီတင်နေထိုင်တဲ့ကြေးရွာတွေနဲ့လူထုနဲ့သူတို့ရဲ့လူမှုစီးပွားရေးအခြေအနေတွေဘလောက်ထိခိုက်မလဲဒီလိုထိခိုက်မှုတွေတန်ရတန်ကြီးရော်ကြီးဘလောက်ပေးမယ်ဘလို့ပေးမယ်ဆိုတဲ့ဟာကိုလေးလာမှုတွေကိုမလုပ်ခဲ့ဘူးဆိုတဲ့ဟာကဒါတတိထောက်ထားဖြစ်နေတယ်
ဖောက်လို့ရှိရင်တစ်ပင်ပါသွားလို့ရှိရင်သူကငန်းပြီးမှဟိုဒီပြီးမှလားအဲ့လိုအစီအမထိုင်ရဘူးဒီရထိုင်ပြီးတော့သူကမထိုင်ဒေသခံပြည်သူတွေရဲ့သဘောတူညီမှုဆိုတာအင်မတန်အရေးကြီးပါတယ်ဒီသဘောတူညီမှုကိုရယူတဲ့နေရာမှာအာဏာပိုင်တွေနဲ့ပူးပေါင်းညှိနှိုင်းပြီးအာဏာပိုင်တွေသဘောတူရင်ငါတို့စီးပွားရေးလုပ်လို့ရတယ်ဆိုတဲ့ဟာထက်ကိုဒေသခံလူထုကလိုလားလားသဘောတူညီပြီးတော့ငါတို့ဒေသဖွံ့ဖြိုးရေးအတွက်ဒါအကျိုးဖြစ်တဲ့စီးပွားရေးဖော်ဆောင်မှုဆိုတဲ့ဟာကိုမြင်လာအောင်လုပ်သင့်တယ်ဆိုတဲ့ဒီဒေသခံလူထုရဲ့ပူးပေါင်းဆောင်ရွက်မှုကိုယူသင့်တယ်ဆိုတဲ့ဟာလေအင်မတန်အရေးကြီးတဲ့အချက်ပေါ့နော်မြစ်တာမှာ9ခုပပခဆိုလို့ရှိရင်မိကန်ဒီပါမယ်ဟိုတဝဲမြို့နယ်တွေကမိကန်ဒီပါမအောင်မယ်ဟုတ်ပဲဆိုလို့ရှိရင်ဒီမြို့နယ်တော့မြို့နယ်တော့ပါအများကြီးပဲဒီနဲ့အများစားတယ်တေရွာလုံးခုနကတော့ပြောပြပြီးပြီနော်အေးနေရတော့ရှူရနေတယ်ဝိုင်းခုသေးပါတဲ့ကျွန်တော်မြစ်တာရခိုင်မြစ်တာမှာကအစမပြေလို့ရက်နေရတယ်ဆိုတော့ကျွန်တော်သိချင်